ကဲကျွန်တော်10ရက်မြောက်ရဲ့ပထမဆုံးစလုံးကတော့တာဘက်ကာရီမြန်မာလိုဆိုရင်တော့တခုခုကိုလုတ်ပြီးကစားပဲရှိပါသေးတယ်ဆိုပြီးပြောတဲ့စကားလုံးပဲဖြစ်ပါတယ်ဥမာပြောမယ်ဆိုရင်တော့အခုထမင်းစားပြီးကစားမလို့ဘိုက်ပြည့်နေပါတယ်ဒီစာအုပ်ကမနေ့ကဝယ်ပြီးကစားပဲရှိပါသေးတယ်ဆိုပြီးဒီမျိုးအစားရှိပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီစကားလုံးကိုအသုံးပြုမယ်ဆိုရင်တော့ကရိယာရင်းနဲ့တွဲပြီးတော့ပေါ့နော်အရင်ဆုံးကရိယာတွေကိုအတိတ်ပုံစံနဲ့တပုံစံပြောင်းရပါမယ်ပြီးရင်တော့အနောက်မှာဘက်ကာရီကိုထည့်ပြီးတော့အသုံးပြုရပါပြီဥမာဝါကြတွေကိုကျင့်တော့ပို့ပြီးနားလည်မယ်လို့ထင်ပါတယ်ပထမဆုံးဥမာဝါကြတော့さっきご飯を食べたばかりなのでお腹がいっぱいですမြန်မာလိုဆိုရင်တော့ခုနကထမင်းစားပြီးကစားမလို့ဘိုက်ပြည့်နေပါတယ်ဆိုပြီးတည့်ပဲရပါတယ်ဒီနေရာမှာတဘက်ကာရီကိုတာဘဲရုစားတယ်ဆိုတဲ့ကရိယာနဲ့တွဲပြီးသုံးထားပါတယ်ဒါကြောင့်မလို့အရင်ဆုံးကရိယာတာဘဲရုစားသည်ဆိုတဲ့ကရိယာကိုအတိတ်ပုံစံဖြစ်တဲ့တာဘဲတစားခဲ့ပါတယ်ဆိုပြီးအတိတ်ပုံစံပြောင်းလိုက်ပါတယ်ပြီးတော့နောက်မှာဘက်ကာရီကိုထည့်ပြီးတော့ထမင်းစားပြီးကစားဆိုပြီးတော့လူမျိုးပုံစံနဲ့တွဲသုံးထားတာကိုတွေ့ရပါတယ်နောက်တစ်ကြောင်းကတော့ခုနိုဟွန်ဝကီနိုခတ်တာဘကာရီဒက်မြန်မာလိုဆိုရင်တော့ဒီစာအုပ်ကမနေ့ကဝယ်ပြီးကစားပါဆိုပြီးတည့်ပေးရပါတယ်ဒီနေရာမှာဆိုရင်တော့ခါဥဝယ်တယ်ဆိုတဲ့ကရိယာနဲ့ဘကာရီကိုတွဲပြီးသုံးထားပါတယ်ဒါကြောင့်မလို့အရင်ဆုံးအတိတ်ပုံစံဖြစ်တဲ့ခတ်တာဝယ်ခဲ့တယ်ဆိုတဲ့ကရိယာကိုပြောင်းထားပါတယ်နောက်မှာတော့ဘကာရီကိုထည့်ပြီးတော့ခတ်တာဘကာရီဝယ်ပြီးကစားပါဆိုပြီးတော့ဒီလိုမျိုးအသုံးလေးနဲ့တွဲသုံးထားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်လုံးကတော့ဟာဂျီမဲရုမြန်မာလိုဆိုရင်တော့တခုခုကိုစလုပ်ပါမယ်တခုခုကစဖြစ်ပါမယ်ဆိုပြီးတော့ဒီလိုမျိုးအဓိပ္ပာယ်ရတဲ့စကားလုံးပဲဖြစ်ပါတယ်ဥမာပြောမယ်ဆိုရင်တော့မိုးကစရွာလာပါတယ်နောက်လာဂျပန်ဘာသာစကားကိုစတင်ပါမယ်ဆိုပြီးတော့ဒီလိုမျိုးပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်သူ့ကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့ကရိယာနဲ့တွဲသွင်းမှာဖြစ်ပါတယ်အရင်ဆုံးဒီကရိယာ verb တွေကို must ပုံစံပြောင်းရပါမယ်ပြီးလို့ရှိရင်တော့ must ကိုဖြုတ်ပြီးတော့အနောက်မှာဟာဂျီမဲတို့ကိုထည့်ပြီးအသုံးပြုရင်ရပါပြီဥမာဝါကြတို့ကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါဥမာစာကြောင့်ပထမကြောင့်ကတော့အမေကဖူရီဟာဂျီမဲမတ်တာမြန်မာလိုဆိုရင်တော့မိုးစတင်ရွာခဲ့ပါတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီနေရာမှာလဲဟာဂျီမဲတို့ကိုအသုံးပြုထားတာကတော့ကရိယာဖြစ်တဲ့ဖူရုရွာတယ်ဆိုတဲ့ကရိယာနဲ့တွဲသုံးထားပါတယ်အရင်ဆုံးဖူရုကို must ပုံစံဖြစ်တဲ့ furi must ကိုအရင်ပြောင်းလိုက်ပါတယ်ပြောင်းပြီးတဲ့နောက်မှာတော့ must ကိုဖြုတ်ပြီးတော့ furi hajime must မိုးစတင်ရွာပြီဆိုပြီးတော့ဒီလိုမျိုးအသုံးတွေနဲ့တွဲသုံးထားတာကိုတွေ့ရပါတယ်နောက်ကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Raiges から日本語を勉強し始めますမြန်မာလိုဆိုရင်တော့နောက်လာကနေစပြီးတော့ဂျပန်ဘာသာကိုစတင်သင်ကြားပါမယ်ဆိုပြီးတော့အဓိပ္ပာယ်ရတဲ့စကားလုံးဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်လည်း Bankyo suru စာတင်တယ်စာလုပ်တယ်ဆိုတဲ့စကားလုံးကိုဟာဂျီမဲဒူနဲ့တွဲပြီးသုံးထားတွေ့ရပါတယ်ဒါကြောင့်မလို့အရင်ဆုံး Bankyo suru ကို must ပုံစံဖြစ်တဲ့ Bankyo shimasu စာလုပ်ပါမယ်ဆိုပြီးတော့ဒီလိုမျိုးပုံစံအရင်ဆုံးပြောင်းလိုက်ပါတယ်ပြောင်းပြနောက်မှာတော့ must ကိုဖြုတ်ပြီးတော့ Bankyo shi hajimemasuနောက်မှာ hajimemasu ကိုထည့်ပြီးတော့စာစတင်လုပ်ပါမယ်ဆိုပြီးတော့ဒီလိုမျိုးအသုံးနဲ့တွဲသုံးထားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်လုံးကတော့ owaruမြန်မာလိုဆိုရင်တော့တခုကိုလုတ်ပြီးပါပြီဆိုပြီးတော့ပုံစံနဲ့အသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်ရှေ့ရစကားလုံးကတော့စဖြစ်တယ်ဆိုတဲ့စကားလုံးဖြစ်ပေမဲ့အခုတစ်ခါလာတဲ့စကားလုံးကတော့လုတ်ပြီးပါတယ်ဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်ဥမာပြောမယ်ဆိုရင်တော့အိမ်စာတွေကိုလုတ်ပြီးသွားပါပြီနောက်တစ်ခါတော့ဒီရုပ်ရှင်ကိုကြည့်လို့ပြီးသွားပါပြီဆိုပြီးတော့အစားရှိတဲ့ပုံစံနဲ့အသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်အသုံးပြုပုံပြုနည်းကတော့ရှေ့ရစကားလုံးနဲ့အတူတူပါပဲအရင်ဆုံးကရိယာတွေကို must ပုံစံပြောင်းရပါမယ်ပြောင်းပြီးလို့ရှိရင်တော့အဲ must ကိုဖြုတ်ပြီးတော့အနောက်မှာ owaru ကိုထည့်ပြီးတော့အသုံးပြုရင်ရပါပြီဥမာဝါကြတွေကိုစက်ပြီးကြည့်မယ်ဆိုရင်တော့နားလည်မယ်လို့ထင်ပါတယ်ဥမာစာကြောင့်ပထမအကြောင်းကတော့ရှုခုဒိုင်ကိုယာဒီ owaru mashita မြန်မာလိုဆိုရင်တော့အိမ်စာကိုလုံးလို့ပြီးသွားခဲ့ပါပြီဆိုပြီးတိတ်ပြရပါတယ်ဒီနေရာမှာ owaru ကိုယာဒုဆိုတဲ့လုံးမယ်ဆိုတဲ့ကရိယာနဲ့တွဲပြီးသုံးထားပါတယ်ဒါကြောင့်မလို့အရင်ဆုံးကရိယာယာဒုဆိုတဲ့ကရိယာကိုယာဒီ must ဆိုပြီးတော့ must ပုံစံအရင်ဆုံးပြောင်းလိုက်ပါတယ်အဲဒီနောက်မှာတော့ must ကိုဖြုတ်ပြီးတော့ယာဒီ owaru ဆိုပြီးတော့လုံးလို့ပြီးသွားတယ်ဆိုပြီးတော့ဒီလိုမျိုးတွဲပြီးအသုံးပြုထားတာကိုတွေ့ရပါတယ်ဒုတိယအကြောင်းကြည့်မယ်ဆိုရင်တော့ sono ega wa mo mi owarimashita ဒီရုပ်ရှင်ကကြည့်လို့ပြီးသွားခဲ့ပါပြီဆိုပြီးအဓိပ္ပာယ်ရတဲ့စကားလုံးဖြစ်ပါတယ်ဒီနေရာမှာဆိုရင်တော့ owaru ကို miru ကြည့်တယ်ဆိုတဲ့ကရိယာနဲ့တွဲပြီးအသုံးပြုထားပါတယ်ဒါကြောင့်မလို့အရင်ဆုံး miru ဆိုတဲ့ကြည့်တယ်ဆိုကရိယာကို mimas ဆိုတဲ့ must ပုံစံပြောင်းလိုက်ပါတယ်အဲဒီနောက်မှာတော့ must ကိုဖြုတ်ပြီးတော့ mi owaru ကြည့်ပြီးသွားပြီဆိုပြီးတော့ owaru နဲ့တွဲပြီးလိုမျိုးအသုံးပြုထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်နောက်ထပ်စကားလုံးတစ်လုံးကတော့ရနာတို့နဲ့စတာတို့ဆိုပြီးတခုခုကိုလုံးမယ်ဆိုတဲ့ပုံစံနဲ့အသုံးပြုတဲ့စကားလုံးမျိုးဖြစ်ပါတယ်ဥမာပြောမယ်ဆိုရင်တော့စူပါမားကတ်မှာပန်းသီးနဲ့လိမ်မိုသီးစတာတို့ကိုဝယ်မယ်ပိတ်ရက်မှာတန်ရှင်းရေးနဲ့အဝိရှော်တာစတာတို့ကိုလုံးမယ်ဆိုပြီးတော့ဒီလိုမျိုးအသုံးလေးနဲ့သုံးရတဲ့စကားလုံးမျိုးဖြစ်ပါတယ်အသုံးပြုမယ်ဆိုလို့ရှိရင်တော့ရနာတို့ဆိုတဲ့
ဒီအသုံးပြုမဲ့စကားလုံးနှလုံးရှိပေါ့နော်အဲ့စကားလုံးနှလုံးရဲ့ရှေ့မှာ noun နံကိုထည့်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ဥပမာဝါကျတွေကိုကြည့်မယ်ဆိုရင်တော့ပို့ပြီးရှင်းလိမ့်မယ်လို့ထင်တာကြောင့်ဥပမာဝါကျတွေကျွန်တော်ဆက်ပြီးကြည့်ပါမယ်ဥပမာစကားပထမအကြောင်းကတော့スーパーでリンゴやみかんなどを買いましたမြန်မာလိုဆိုရင်တော့စူပါမားကတ်မှာပန်းသီးနဲ့လိမ်မော်သီးစတာတွေကိုဝယ်ခဲ့ပါတယ်ဆိုပြီးတိတ်ပဲရပါတယ်ဒီနေရာမှာလည်းရနာဒိုရဲ့ရှေ့မှာ noun နံဖြစ်တဲ့ ringo ပန်းသီးနဲ့မိကန်လိမ်မော်သီးစတာတွေကိုထည့်ပြီးတော့အသုံးပြုထားတာကိုတွေ့ရတာဖြစ်ပါတယ်နောက်ကြောင်းကတော့ယာဆူမီနိုဟီဝဆိုဂျီယစန်တာကုနာဒိုရှိမတ်မြန်မာလိုဆိုရင်တော့ပိတ်ရက်မှာတန်ရှင်းရေးလောက်တာတွေအဝေးလျှော်တာတွေစတာတွေကိုလုပ်မယ်ဆိုပြီးတော့အတိတ်ပဲရတဲ့စကားလုံးဖြစ်ပါတယ်ဒီနေရာမှာလည်းရနာဒိုရဲ့ရှေ့မှာဆိုဂျီတန်ရှင်းရေးလုပ်ခြင်းစန်တာကုအဝေးလျှော်ခြင်းစတဲ့ noun နံတွေကိုထည့်ပြီးတော့အသုံးပြုထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့ကာနာတယောက်တည်းရည်ရွတ်တဲ့စကားပေါ့နော်မြန်မာလိုကျွန်တော်တယောက်တည်းရည်ရွတ်ပြီးတော့ဥမာဆိုရင်တော့မနှက်ပြန်မိုးရွာမလားမသိဘူးတော့အခုတာနာကာဆန်ကအားနေရလားမသိဘူးဆိုပြီးအဲ့လိုမျိုးတယောက်တည်းရည်ရွတ်တဲ့စကားလုံးရဲ့အစုံမှာအသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်အသုံးပြုနေတော့ရန်ကိုလိုပါတယ်ဝါကြရဲ့နောက်ဆုံးမှာကာနာကိုထည့်ပြီးတော့အသုံးပြုရင်ရပါပြီဥမာဝါကြတွေကိုကြည့်မယ်ဆိုရင်တော့နားလည်မယ်လို့ထင်ပါတယ်ဥမာဆန်ပထမအကြောင်းကတော့明日は雨が降るかなမြန်မာလိုဆိုရင်တော့မနေ့ပြန်မိုးရွာမလားမသိဘူးမိုးရွာမယ်ထင်တယ်နော်ဆိုပြီးတော့အဲ့လိုမျိုးတယောက်တည်းရည်ရွယ်ပြီးပြောတဲ့စကားလုံးပဲဖြစ်ပါတယ်ဒုတိယအကြောင်းကတော့ဤမှာတာနာကာဆန်ဝဟီမကာနာမြန်မာလိုဆိုရင်တော့အခုတာနာကာဆန်ကအားနေတာမသိဘူးအားနေမယ်ထင်တယ်ဆိုပြီးတဲ့တယောက်တည်းပေါ့နော်ရည်ရွယ်ပြီးတုံးပြတဲ့စကားလုံးပဲဖြစ်ပါတယ်အသုံးပြုပုံပြုနေအရန်ကိုလွယ်ပြီးတော့ဒီဝါကြရဲ့နောက်ဆုံးမှာဒီကာနာကိုထည့်ပြီးတော့အသုံးပြုရင်ရပါပြီဘာမှပြောင်းစရာမလိုပါဘူး